အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဖွန်ချိုထိုးနည်းလေးထိုးပြပါမယ်။ဒါကတော့2 blind side ချီလေးပေါ့နော်။အဲ့ဒီတစ်ချောင်းလုံးပဲ။အဲ့ကလေးကကြတော့2 mm အဲ့ကလေးပေါ့နော်။ပြီးစထိုးပါမယ်။ချင်းလေးထိုးပါဒီချင်းလေးကိုကိုယ့်ရဲ့ level နဲ့တိုင်းပြီးတော့မှထိုးရမယ်ပေါ့နော်ကိုလိုချင်တဲ့အရှည်အထိပေါ့နော်ကဲထိုးလာလိုက်တာကိုလိုချင်တဲ့အရှည်ရောက်ပြီပေါ့နော်ဒီမှာကတော့18 19ထိထိုးထားပါတယ်19လက်မှထိုးထားပါတယ်ဒီမှာကနည်းနည်းလူကောင်းသေးလို့ပေါ့နော်19လက်မှရပြီဒါဆိုရင်အပေါ်တန်းကိုတက်ပါမယ်ဖူမီလေး9ခုထိုးပါမယ်ပြီးရင်အောက်ကဆုံးခဲ့တဲ့တိုင်မှာတိုင်ရှည်လေးထိုးပါမယ်တိုင်ရှည်ထိုးပြီးရင်ဖူမီတစ်ခုထိုးမယ်ပြီးရင်ခဏကတိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာပဲတိုင်ရှည်တစ်ခုထပ်ထိုးပါမယ်ဒီလိုလေးပေါ့နော်ဒါကတော့ဘီပုံစံလေးဖော်တာပါပြီးရင်အပေါ်မှာဖုံမီမချဘူးအောက်ကတန်းမှာ1 2 3ခုမြောက်မှာခဏလိုပဲဝီကွက်လေးပြန်လုံးမယ်တိုင်ရှည်တိုင်းထိုးမယ်ဖုံမီတစ်ခုချမယ်တိုင်ရှည်တိုင်းထိုးမယ်ပေါ့နော်ဒီလိုမျိုးလေးဆုံးတဲ့အထိပေါ့နော်တိုင်ရှည်တိုင်းထိုးမယ်ဖုံမီတစ်ခုချမယ်ပြီးရင်တိုင်ရှည်ထိုးတဲ့ပေါက်မှာပဲတိုင်ရှည်တိုင်းပြန်ထိုးမယ်ပြီးရင်မချဘူးနောက်ထပ်တစ်တိုင်းဒီလိုမျိုးလေးပေါ့နော်ဆုံးတဲ့အထိထိုးသွားပါမယ်